ဒီသတင်းကတော့တရုတ်နဲ့ဂျပန်တင်းမာနေတာပေါ့နော်အဲ့ဒီမှာဂျပန်မြို့သမီးဝန်ကြီးချုပ်တာကာရှိဆာနာရဲ့ကိုဂျပန်လွတ်တော်မှာသူမေကွန်းထုတ်ပြီးသူတို့ဆွေးနွေးပြီးတော့မှအတည်ပြုနေတာဖြစ်ပါတယ်အဲ့ဒါဘာလဲဆိုရင်1989ခုနှစ်မှာတရုတ်နဲ့ဂျပန်နဲ့နိုင်ငံသဘောတူစာချုပ်ပြီးတော့မှချုပ်ဆိုခဲ့တဲ့ချက်တဲ့အထက်မှာတဲ့ထိုင်ဝမ်ဟာတရုတ်နိုင်ငံပိုင်ထဲမှာရှိတဲ့ထိုင်ဝမ်ကျွန်းကတရုတ်နိုင်ငံပိုင်ပါတယ်ပေါ့နော်တရုတ်နိုင်ငံနဲ့တက်ဆိုင်တယ်ဆိုတဲ့ဟာကိုအဲ့ဒါနဲ့ပတ်သက်ပြီးမှအဲ့ဒီချက်လက်တဲ့ပုံမှာမြို့သမီးဝန်ကြီးချုပ်ဒီတာကာရှိဆာနိုင်ကိုမေးနေတယ်အဲ့ဒါကိုနေသဘောဘလို့သဘောရတယ်အဲ့ဒီအတိုင်းပဲလားအဲ့ဒီချက်လက်ကပို့ပြီးတော့မှထပ်လောင်းပြီးတော့မှပြန်ပြီး confirm လုပ်တဲ့သဘောပေါ့နော်ပြန်တေချောင်းအတီးပြုတ်ပေးပါလို့ပြောတဲ့ခါမှာသူကတော့ပြောတယ်သူ့ကိုတဲ့သူတို့မေးလာတဲ့အချိန်မှာတဲ့1982ခုနှစ်ကစာချုပ်ချုပ်ဆိုခဲ့တဲ့အတိုင်းပဲတရုတ်နဲ့ဂျပန်နဲ့နိုင်ငံသဘောတူစာချုပ်ချုပ်ထားခဲ့တဲ့အတိုင်းပဲထိုင်ဝမ်နိုင်ငံဟာတရုတ်တွေရဲ့လက်အောက်မှာရှိတဲ့တရုတ်တွေအပိုင်ဖြစ်ပါတယ်ဆိုတဲ့ဟာကိုဘာမှညှင်းဆိုထားတာမရှိပါဘူးဒါကတော့ကျွန်မအနေနဲ့ဘာမှညှင်းပြီးတော့မှဒါကိုဖြီဆန်ပြီးတော့လှုပ်ထားတာဘာမှမရှိဘူးဒါဟာငကိုအတိုင်းပဲဒီစာချုပ်အတိုင်းပဲနိုင်ငံစာချုပ်ချုပ်ခဲ့တဲ့အတိုင်းပဲပေါ့နော်နိုင်ငံဆွေးနွေးခဲ့တဲ့အတိုင်းပဲ1982ခုနှစ်အတိုင်းပဲအခုထိအကျုံးဝင်နေဆိုတဲ့ဟာလေးကိုသူကထပ်မံပြီးတော့မှဒီသူတို့လွတ်တော်မှာဆွေးနွေးနေတဲ့ဟာကိုသတင်းမှာတက်လာပါတယ်ထပ်ပြီးတော့မှတရုတ်ဂျပန်နိုင်ငံခြေနေကဘလို့လဲဘလို့မျိုးတရုတ်တွေဘက်ကနေပြီးတော့မှအရှင်ယူတဲ့ဟာတွေလည်းတဖြည်းဖြည်းနဲ့များလာတဲ့အတွက်ကြောင့်မလို့ဘယ်လိုမျိုးတွေသတင်းတွေရှိမလဲသူတို့လွတ်တော်မှာပါဆွေးနွေးမလဲဆိုတဲ့ဟာကိုဂျပန်သတင်းတွေနဲ့ပတ်သက်ပြီးကျွန်မဆက်ပြီးတော့မှဒီအခင်းနာအကောင့်တစ်ကနေဝင်မြပါမယ်စိတ်ဝင်စားတော့သူများအပေါင်းလေးနေပြီးတော့သူများလည်းမြင်စေချင်နေဆိုရင် share ပေးကြပါအားလုံးပဲဆင်ပေးကြပါစေ bye bye